ဟုတ်ကဲ့ပါဒီယနေ့အစီအစဉ်မှာဒီပေါအောင်ခွင့်ရတဲ့အတွက်အဲကျွန်တော်အနေနဲ့လည်းကျေးဇူးအများကြီးတောင်းပါတယ်အခုဒေါ်လာရေးအတွက်ကျွန်တော်တို့လိုအပ်တဲ့ဘယ်နေမှာမဆိုကျွန်တော်တို့ကဒီထောက်ကူဖြစ်မဲ့ဆိုလို့ရှိရင်အားဖြစ်နိုင်ဖို့အတွက်အဲအလုပ်လုပ်ကြတဲ့သူတွေပါဗျဒီဖွဲ့တော်သားတွေရောဒီလိုက်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတောင်းပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့တစ်ဆက်တည်းမှာကျမတို့ခုန SRE အာမှာလည်းပဲဆရာတို့ဒီ YDF အနေနဲ့ပူးပေါင်းပါဝင်လာတာကိုတွေ့ရတဲ့အတွက်တစ်ဆက်တည်းဒါနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေတည်ကျင်တဲ့စိတ်တွေထပ်တူကြနေမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အနေငယ်လေးမိခုမင်းညံခွင့်ပြုပါရှင်ဆိုတော့ကျမတို့ဒီဆရာတို့ဒီ YDF အနေနဲ့ပေါ့လေရောဒေတာမှာဒီအင်အားကောင်းကောင်းနဲ့လှုပ်ရှားနေတာကိုမိဘပြည်သူတွေအားလုံးအသိပဲဖြစ်တယ်ပေါ့လေဆိုတော့အခု SRA ထဲမှာပါဝင်လာခြင်းအပြင်ရောဒီရောဒေတာရဲ့စိတ်ရည်အခြေအနေဟာချင်းပြည်နယ်နဲ့စကိုင်းတိုင်းတို့ကြားကမဟာဗျူဟာကျတဲ့ချိတ်ဆက်မှုတစ်ခုဖြစ်လာနိုင်မလားဒါကိုရောဘယ်လိုစီစဉ်ထားတာမျိုးရှိလဲဆရာဟုတ်ကဲ့ဗျကျွန်တော်တို့ဒီSRE မှာကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တာကတော့ဒါဒီတော်လန်ရေးရဲ့လိုအပ်ချက်အရာကြောင့်လို့ကျွန်တော်တို့ဖြစ်လာတယ်လို့ပြောမှာပေါ့တော်လန်ရေးကဒီတစားတစားနဲ့ကျွန်တော်တို့ကဒီတန်းခွဲကြတာတွေပြီးမှဆုတ်ယုတ်လာကြတာတွေအဲ့ဒါတွေကိုကျွန်တော်တို့ဒီတော်လန်ရေးကြာလာဖြစ်လာတယ်ဗျာအဲ့ဒီဖြစ်လာတဲ့အရာတွေကိုကျွန်တော်တို့ကဒီအတတ်နိုင်ဆုံးပေါ့အခုတည်းများတဲ့ကျွန်တော်တို့တော်လန်ရေးကျွန်တော်တို့ဒီမပြည့်စုံမှုတွေနဲ့ကျွန်တော်ဖြစ်ပေါ်လာတဲ့ဒေါ်လာရေးပေါ့နော်အဲ့ဒီဒေါ်လာရေးကိုကျွန်တော်တို့အဲအတတ်နိုင်ဆုံးကျွန်တော်တို့ဒေါ်လာရေးသမားတွေအားလုံးကဒီပြည်အောင်စုထဲမှာရှိနေကြတဲ့သူတွေအားလုံးကဒီဆေးအာနာရှင်ဆေးအာနာရှင်ကြာဆုံးဖို့အတွက်ကိုသဘောထားကြီးကြီးနဲ့အဲ့ဒါဒီကျွန်တော်တို့စိုက်ခံသားချက်တွေထိန်းချုပ်ပြီးတော့မှအတတ်နိုင်ဆုံးကျွန်တော်တို့တီးခံလို့ရတဲ့အရာတွေအားလုံးတီးမခံလို့ရတဲ့အရာတွေပဲဖြစ်ဖြစ်ဒီအပြုသဘောဆောင်ပြီးမှကျွန်တော်တို့ကဒီဝိုင်းဝန်းပြီးမှတက်မှတ်ကြရမယ်စူးစမ်းကြရမယ်ဆိုတော့အနေထားမျိုးပါဗျအားကြောင့်လို့လဲကျွန်တော်တို့ဒီဆွမ်းနာပေါ်လာတဲ့ SRA ရဲ့အနေနဲ့ဆိုလို့ရှိရင်တော်လန်ရေးရဲ့ကျွန်တော်တို့ဒီကြာစီလာတဲ့အခါမှာကျွန်တော်တို့အရွေးတစ်ခုကိုရွေးရမယ်ပိုကြီးမှတိုးတက်လာရမယ်ကိုရကျွန်တော်တို့တော်လန်ရေးရလေအဲကြောင့်မလို့ကျွန်တော်တို့ SRA ကျွန်တော်တို့ဒီတော်လန်ရေးလိုအပ်ချာရအကြောင်းလို့ပေါ်လာတယ်အဲ့ဒါပေါ်လာချမ်းရဲ့ဒီအကျိုးကျေးဇူးကလည်းပဲကျွန်တော်တို့တော်လန်ရေးအတွက်ပါပဲကျွန်တော်တို့တော်တော်များများချိတ်ဆက်လို့ဆောင်မှုတွေရလာမယ်ဆိုတော့ပြောတဲ့စီရေးဗျူဟာအရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ SRA ကနေရအနှံ့တော်တော်များများမှာရှိတဲ့အခြေအနေပါအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီတချို့အရာတွေကတော့ပြောပြလို့မရသေးပေမဲ့လို့ကျွန်တော်တို့ပြောနိုင်တဲ့လောက်ကတော့ဒီတော်လန်ရေးရဲ့အရာအမြစ်တွေကျွန်တော်တို့ကကဏ္ဍအစုံမှာဖလှယ်နိုင်မယ်ကျွန်တော်တို့ထိထိရောက်လုံလာနိုင်နိုင်မယ်ပေါ့အဲ့လိုမျိုးရှိပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါနောက်တစ်ခုသိချင်တာလေးကတော့ဒီတော်လှန်ရေးကာလကြာလာတာနဲ့အမျှပေါ့လေဒေသခံပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ယုံကြည်မှုကိုပို့ပြီးတော့မှထိမ့်သိမ့်ဖို့အရေးကြီးလာတယ်ပေါ့နော်ဆိုတော့ SR ရဲ့အနေနဲ့ရောဒီရောဒေသကပြည်သူတွေကိုစစ်ရေးအပြင်ပေါ့လေအုပ်ချုပ်ရေးနဲ့ဒီလူမှုကယ်ဆယ်ရေးအပိုင်းတွေမှာရောဘယ်လိုအကာအကွယ်ပေးသွားဖို့များရှိမလဲဆိုတာလေးလည်းသိချင်ပါတယ်ဆရာဟုတ်ကဲ့ဗျကျွန်တော်တို့ဒီတော်လန်ရေးကြာလာတာနဲ့ပြည်သူတွေမှာတော့ဒီကျွန်တော်တို့လည်းပြည်သူတွားလောက်တာပါပဲအဲ့တော့ပြည်သူတွေမှာတော့ဒီပို့ပြီးမှ
တက်တဲ့ခက်ခဲလာတာအပိုင်းတွေရှိတယ်ပေါ့ဒီစိတ်ရဲ့အငွေအသားတွေနဲ့ပဲပြည်သူကလည်းကြာနေနေကြရတဲ့အခြေအနေမျိုးတွေပေါ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဝန်ကြီးကဆိုလို့ရှိရင်တက်နိုင်တယ်လို့ဆိုတာပေါ့နော်ကျွန်တော်တို့စွမ်းဆောင်နိုင်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒီတစ်ဖက်မှာရန်သူကိုအလုပ်လုပ်ရောက်နေတစ်ဖက်မှာလည်းပဲကျွန်တော်တို့ပြည်သူလူထုနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကျွန်တော်တို့တက်ဆန်းသေးတော့ကျွန်တော်တို့လုပ်ကြပါဥပမာကျွန်တော်တို့လမ်းမကောင်းတဲ့နေရာတွေမှာကျွန်တော်တို့ဒီတက်ဖွဲ့အနေနဲ့လမ်းပြောင်ပေးတာတွေတချို့နေရာတွေမှာတရားမရှိရင်ကျွန်တော်တို့တရားထုတ်ပေးတာမျိုးပေါ့ကျွန်တော်တို့အများကြီးတော့မလုပ်နိုင်သေးပါဘူးကျွန်တော်တို့မှာစူးစမ်းရမယ့်အပိုင်းတွေလည်းအများကြီးရှိပါသေးတယ်အဓိကတော့ကျွန်တော်တို့ဆက်ပြီးမှဒီပြည်သူလူထုကိုကျွန်တော်တို့အကျိုးပြုနိုင်အောင်ပြည်သူလူထုကိုကျွန်တော်တို့ဒီအကာအကွယ်ပေးနိုင်အောင်ကျွန်တော်တို့ဆက်ပြီးမှစူးစမ်းအောင်ပါဒီနောက်တစ်ပိုင်းမှာလည်းပဲဒီကျွန်တော်တို့တော်လှန်ရေးရဲ့အဓိကသောချက်ဖြစ်တဲ့ဒီတော်လှန်ရေးအောင်မြင်နိုင်ရေးပေါ့နော်အမြန်ဆုံးပြီးပြောင်းနိုင်ရေးပေါ့ကျွန်တော်တို့အခက်အခဲတွေအများကြီးရှိတဲ့ကြားတွေကနေကျွန်တော်တို့စူးစမ်းနေတယ်အဲ့ဒီကြားတွေကနေကျွန်တော်တို့ဘုံရန်သူမပြောက်အောင်လဲကျွန်တော်တို့အာရုံစိတ်ကြရမယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်နေတဲ့သူတွေကလည်းတစ်ဖက်မှာကိုတာဝန်နဲ့ကိုလုံးလုံးနေကြသလိုဒီမိဘပြည်သူတွေဘက်ကလည်းပဲကျွန်တော်တို့ဒီတော်လှန်ရေးပေါ်မှာဒီတက်ဆွမ်းတွေအားစိတ်ကြတဲ့အပိုင်းတွေလည်းရှိသလိုဒီကျွန်တော်တို့ရဲ့ဒီလှုပ်ဆောင်နေမှုတွေနဲ့ပတ်သက်ပြီးမှလိုအပ်ချက်တွေရှိခဲ့ရင်ကျွန်တော်တို့ဒီလမ်းကြောင်းတွေလွဲချော်ခဲ့ရင်တော့မှတက်မှတ်ပေးကြဖို့ကျွန်တော်တို့မိဘပြည်သူတွေလည်းကျွန်တော်တို့အမြဲတမ်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကတော်လှန်ရေးရဲ့လိုအပ်ချက်အရာကြောင့်လို့ဒါကျွန်တော်တို့ပေါ်လာတာပါဒီကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီ SIA ကတော့ဒီလိုမျိုးအဖွဲ့တွေကျွန်တော်တို့တော်တော်များများကစူးစီးထားကြတယ်လာရှိမှလည်းပဲ19ဖွဲ့ရှိတယ်ပေါ့နော်အဲ့ဒီအနာပတ်သက်ပြီးမှကျွန်တော်တို့ဒီပြည်သူတော်လည်းအရာနှုန်းကလုံနေတာထပို့ပြီးမှတော့လုံနေတာလိုက်မယ်လို့တော့ကျွန်တော်တို့စဉ်းစားထားချက်ရှိပါတယ်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဆုံးမိခွန်းအနေနဲ့ကတော့ဒီမဟာမိတ်တပ်ပေါင်းစုတစ်ခုမှာပေါ့လေကော့ကဲမှုစနစ်ပေါ့နော် change of command အင်မတန်မှအရေးကြီးတယ်လို့သဘောပေါက်ပါတယ်ဆိုတော့ YDF နဲ့ဒီအခြားသောမဟာမိတ်အဖွဲ့တွေကြားမှာစစ်စင်ရေးတွေလုပ်တဲ့ခါမှာရောတပြေးညီဖြစ်အောင်လို့ဘယ်လိုပေါင်းစပ်ညှိနှိုင်းသွားမလဲဆိုတာလေးလည်းသိပြစေရှင်ဟုတ်တစ်ချက်တော့ပြန်မေးပြပါဦးဗျသိမကြားလိုက်ရတော့ဟုတ်ကဲ့ပါဆိုတော့မဟာမိတ်ဒီမဟာမိတ်တပ်ပေါင်းစုတစ်ခုမှာပေါ့လေเนาะကျမတို့နားလဲတာကတော့ပို့ပြီးတော့ change of command ပေါ့လေအင်မတန်မှရေးကြည့်ပါတယ်ပေါ့လေကွက်ကဲမှုစနစ်ပေါ့เนาะအင်မတန်မှရေးကြည့်တာကိုကျမတို့နားလေတယ်ဆိုတော့ YDF အနေနဲ့ဒီအခြားသောမဟာမိတ်အဖွဲ့တွေနဲ့စစ်စင်ရေးတွေလုပ်တဲ့အခါမှာတပြေးညီဖြစ်အောင်လို့ပေါ့လေဘယ်လိုတွေပေါင်းစပ်ညှိနှိုင်းသွားမလဲဆိုတာလေးဟုတ်ကဲ့ပြောပြပေးပါဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဒီချင်းစောကော်မန္တပတ်သက်ပြီးမှပြောမယ်ဆိုလို့ရှိရင်တော့ဒီဥပမာလေးတစ်ခုပေးချင်ပါတယ်ကျွန်တော်တို့တိတ်မကြသေးခင်ကမှကျွန်တော်တို့နိုင်ငံတကာမှာအောင်မြင်သွားတဲ့စီးရီးယားဒေါ်လာကြီးကိုကြည့်လို့ရပါတယ်စီးရီးယားဒေါ်လာကြီးမှာဆိုလို့ရှိရင်ဒီအခုအာနာဆန်အစိုးရဘက်ကအာသာလိုက်ဒေါ်လာကြီးဘက်ကအာသာလိုက်တက်လက်စီပေါ့နော်အဲ့လိုမျိုးနဲ့ဒီအထောက်အကျတွေလည်းရှိခဲ့ကြတယ်အဲ့ဒီတည်းမှာနောက်ပိုင်းကျတော့ဒီဒေါ်လာကြီးကသူတို့ရဲ့အနေထားပေါ့ဒီအရှိမ
ကြုံတွေ့လာရတဲ့ဖြတ်သန်းမှုတွေအတွေ့အကြုံတွေသူတို့ခံစားခဲ့ရတာတွေသူတို့ရဲ့ဒီဆုံးရှုံးနေတာမှုတွေပေါ့နော်အဲ့ဒီအရာတွေကိုအခြေခံပြီးတော့မှသူတို့လည်းပဲဘာလို့ပြလိုက်ကြလဲဆိုရင်ဒီတပ်ပေါင်းစုဖွဲ့ပလိုက်ကြတယ်အဲ့လိုမျိုးရှိခဲ့တယ်ပေါ့နော်အဲ့ဒါမှတပ်ပေါင်းစုဖွဲ့တဲ့အချိန်မှာအခုအဖွဲ့ဆုံးပေါ့နော်ဒီကျွန်တော်တို့သိရတဲ့ခေါင်းစဉ်တွေဆိုလို့ရှိရင်ဒီတရှိ HDR တို့တွေရောပေါ့နော်အဲ့ဒီအဖွဲ့တွေပါဝင်ကျန်တဲ့အဖွဲ့တွေအများကြီးနဲ့သူတို့တပ်ပေါင်းစုဖွဲ့တယ်တပ်ပေါင်းစုဖွဲ့ပြီးတော့မှသူတို့ဒီနောက်ဆုံးဒီအာဆက်အစိုးရပြုတ်ကြတဲ့အထိသူတို့လုံနိုင်လိုက်တယ်ဒါကသူတို့ဒီတပ်ပေါင်းစုဖွဲ့တဲ့အနှစ်သာရကိုကျွန်တော်ကအခြေခံချင်တာပါသူတို့တပ်ပေါင်းစုဖွဲ့လိုက်တဲ့အချိန်မှာဒီအရာတော့စီးရီးယားမှာအဖွဲ့တွေအများကြီးပဲပွဲနေကြတယ်ဆိုတော့အများနေနဲ့ဒီကြာဆုံးနိုင်ငံဖြစ်နေတယ်ဆိုတဲ့အခြေအနေတွေနဲ့ပေါ့နော်အဲ့လိုမျိုးအခြေအနေအထိပါဖြစ်နေတယ်အဲ့မှာသူတို့တော်လိုင်းတက်တွေစူးစီးလိုက်တဲ့အချိန်မှာသူတို့ကိုကူညီပေးရမယ်ဒီနိုင်ငံတကာလည်းပေါ့နော်နိုင်ငံတစ်ခုခုကလည်းပဲတဲစူးစီးလိုက်တယ်ဆိုတော့ကြာရင်သူတို့ဒီအကူညီမှုကိုဒီထိရောက်ပေးနိုင်တယ်ပေါ့ကွဲပြားနေကြတယ်အချမ်းချမ်းနေဖြစ်နေကြတယ်ဆိုလို့ရှိရင်ဟိုဒါဘေးကအကူညီပေးရမယ့်သူကလည်းပဲဒီဇဝေဇဝါဖြစ်တယ်ပြီးမှအားမရှိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့ဒါဆိုတော့ဒီအခုစီးရီးယားတန်ခမ်းစာကိုကျွန်တော်တို့ကြည့်လို့ရပါတယ်သူတို့တေချာတာတစ်ခုကတော့ရန်သူကိုပြုတ်အောင်တိုက်နိုင်လိုက်တယ်သူတို့ဒမတ်စကတ်ကိုကျွန်တော်ရအောင်သိမ်းနိုင်လိုက်တယ်သူတို့မျိုးတော်သိမ်းနိုင်လိုက်တယ်ပေါ့အဲ့ဒီအခြေအနေထိရောက်သွားတယ်ပေါ့ဗျာကျွန်တော်ပြောလို့တာကတော့ဒီကျွန်တော်တို့ COC ကိုဘယ်လိုတိဆောက်ကြမလဲဆိုတာမှာကျွန်တော်တို့မှာဒီရရှိလောက်ထားတဲ့ SRE မှာကျွန်တော်တို့ဥဆောင်ကော်မတီရှိပါတယ်ဒီဥဆောင်ကော်မတီကနေမှာကျွန်တော်တို့ဒီပြန်ပြီးမှစစ်ဒေသတွေကျွန်တော်တို့ဒီမတူညီတဲ့ဒေသလိုက်ကျွန်တော်တို့ပြန်ခွဲလိုက်ပါတယ်ကျွန်တော်တို့ဝန်ဒီရဆိုလို့ချင်းဒီအနောက်ပိုင်းစစ်ဒေသတွေမှာပါတယ်ပေါ့မြန်မာနိုင်ငံတော့အနောက်ဘက်ခြမ်းထက်ကျွန်တော်စစ်ဒေသမှာကျွန်တော်တို့ပါပါနေကျွန်တော်တို့ဒီ SRE အနေနဲ့ပေါ့SRE မှာစစ်ဒေသတွေဒီရှိပါတယ်ဘယ်စစ်ဒေသဆိုရင်မှာကျွန်တော်တို့စစ်ဒေသတွေခွဲထားတယ်ကျွန်တော်တို့ပါဝင်တဲ့အပိုင်းကတော့ဒီအနောက်ပိုင်းစစ်ဒေသထဲမှာပါဝင်တယ်အဲ့လိုမျိုးပါဗျဒီကျွန်တော်တို့ဒီချင်းစောကော်မန်နာပတ်သက်ပြီးမှတိဆောက်သွားမဲ့အရာတွေကတော့ကျွန်တော်တို့ဒီဥဆောင်ကော်မတီကနေပဲဦးစီးပြီးတော့မှကျွန်တော်တို့ဒီအကုန်လုံးကိုကျွန်တော်တို့စနစ်တကျတော့စီစဉ်နေတယ်ကျွန်တော်တို့ဘာတွေပြောချင်သေးလဲဆိုရင်တော့ကျွန်တော်တို့ကအများကြီးတော့မပြောလို့ဒီပေါ့နော်တိဆောက်ရမယ့်အရာတွေကျွန်တော်တို့မှာစူးစမ်းရမယ့်အရာတွေအဲ့လိုပဲကျွန်တော်တို့ပြည်သူရဲ့လမ်းညွှန်မှုတွေယူရမယ့်အရာတွေလည်းအများကြီးရှိပါသေးတယ်တေချာတာတစ်ခုကတော့ဒီဆုံးနာကျွန်တော်ဥမာလေးပြောလိုက်တဲ့စီးရီးယားတော်လိုင်းတန်ခမ်းစာလိုပဲကျွန်တော်တို့လည်းပဲဒီအစင်စံတကြားနဲ့ဒီကျွင်းကောင်မန်လိုမျိုးနောက်တစ်ခုကကျွန်တော်တို့ဒီ comment တစ်ခုတည်းလိုမျိုးသွားနိုင်ဖို့အတွက်ဒါကျွန်တော်တို့ဒီစစ်ဆောင်ရေးရဲ့လိုအပ်ချက်အရာပေါ်မှာမူတည်မှကျွန်တော်တို့ကအလုပ်လုပ်သွားမှာပါကျွန်တော်တို့ဒီလက်ရှိမှာတော့ကျွန်တော်တို့ဒီအစာပဲရှိသေးတာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့အများကြီးလည်းမပြောလို့သေးဘူးကျွန်တော်တို့တေချာလေးအများကြီးလည်းအလုပ်လုပ်ချင်ပါသေးတယ်လို့ဒီပြည်သူတွေကိုတော့တရားနေပန်ကြားလိုပါတယ်ကျွန်တော်ရှင်းစပြီးမှစူးစမ်းတည်ဆောက်သွားမယ့်အရာတွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့တဆန်ချမ်းစီလုပ်သွားဖို့လည်းကျွန်တော်ရှိပါတယ်ဗျဟုတ်အားလုံးကိုကျေးဇူးပါဟုတ်ကဲ့ပါအခုလိုဖြေချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အခုပနေနဲ့ရောပြည့်စွက်ပြီးမြင်မြန်ကျင်တာရှိကုန်မလားဟုတ်ကဲ့ပါကိုမြတ်သူရဲ့ကျွန်တော်တော့အရန်အားရလို့လေအရန်ကိုပျော်လို့ဆိုတာကဒီကျွန်တော်ဒီຫນွေဦးတော်လာရင်9နှစ်တာကာလမှာပထမအဆုံးတော့ပေါ့နော်ဒီလိုဟိုအားလုံးတပ်ပေါင်းစုဖွဲ့လိုက်နိုင်တဲ့ဥစ္စာကတကယ်ကိုခြေလှမ်းတစ်
ဖြစ်တယ်ဆိုတာကျွန်တော်သိရတယ်ကျွန်တော်မိခွန်းလေးရတာပါလဲဆိုလို့ရှိရင်ကျွန်တော်နေရာဒေတာတွေမတူဘူးပေါ့နော်ခုနဆမ်မ rain မေးတာနဲ့ခက်စင်စင်ပါပဲနေရာဒေတာတွေမတူဘူးဟိုမှာဒီဖက်မှာဆိုလို့ရှိရင်ချင်းတောင်ကနေစကိုင်းတိုင်းမကွေးတိုင်းဟိုဖက်ကျွန်တော်တို့ကယားပြည်နယ် KNDF ထိပေါ့လေကရင်နီပြည်နယ်အထိကိုကျွန်တော်တို့အားလုံးဖွဲ့စည်းထားတာတွေ့ရတယ်မြေပြန့်တွေဒီဘက်ကမြေပြန့်ဒီကအဖွဲ့တွေလည်းအကုန်လုံးပါတယ်ဆိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့ communication အခြေအစစ်မိဖို့ရန်တော်တော်လေးခက်ခဲလိမ့်မယ်ထင်တယ်အင်မတန်မှခက်ခဲမယ်ဒါကိုလေဘယ်လိုများဟိုလှုပ်ဆောင်ပါတယ်လဲဘယ်လိုရည်ရွယ်ပါတယ်လဲပေါ့လေပြီးရင်အဓိကအဖြစ်ဟိုခုနဆမ်မရင်းကဆမ်ရောမောင်ကိုလည်းမေးသွားတာလူတွေစိတ်ဝင်စားတာပါလဲဆိုလို့ရှိရင် NUG နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တစင်ထောင်လိုက်တာလားပေါ့လေစင်ပြဲထောင်လိုက်တာလားဆိုတဲ့အမေးခွန်းလေးလည်းတွေ့ရတယ်ဆိုတော့အဲ့မှာနဲ့ပတ်သက်ပြီးမှဒီကိုမြတ်သူတို့ဒီ NUG လက်အောက်ခံမှာရှိတဲ့ဥမာဒီရောနယ်ဖက်ကပေါ့လေအဖွဲ့တွေနဲ့ရောအဆက်အသွယ်ရှိသလားဟိုဆွေးနွေးတိုင်ပင်တာတွေရှိသလားဆိုတာလေးပေါ့လေဟိုပြီး NUG နဲ့ရောကျွန်တော်ဒီ SRA နဲ့ပေါ့လေကျွန်တော်လုပ်ငန်းတွေအတူလုပ်ဖို့ရန်ဒါမှမဟုတ်ရင်ဒီဆွေးနွေးတိုင်ပင်တာတွေပါရင်များရှိသလားပေါ့လေနောက်တစ်ခုကဟိုဒီကျွန်တော် SRA ဒီကျွန်တော်ရဲ့ຫນွေဦးတော်လိုင်းကြီးစုပေါင်းတပ်ဖွဲ့အနေနဲ့တိုက်ပွဲတွေရောဖော်ဆောင်ဖို့နောက်ပိုင်းကျရင်ပေါ့လေနော်အခုကတော့အခုမှပဲစပြီးတော့မှကျွန်တော်ပူပေါင်းမှုရှိတယ်ဆိုတော့နောက်ပိုင်းကျရင်ရောအဲ့လိုမျိုးတိုက်ပွဲဖော်ဆောင်မှုတော့ဘာလို့ရှိနိုင်သလားပေါ့လေအဲ့ဒါလေးကိုကျွန်တော်စိတ်ဝင်စားလို့မေးကြည့်တာပါဟိုပြောလို့ရတာပဲပြောပါနော်ပြောလို့ရတယ်လို့ပေါ့ကိုမြတ်သူရဲ့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါအခုလိုမေးခွန်းမေးပေးတဲ့အတွက်ကျေးဇူးအများကြီးတောင်းပါတယ်ကျွန်တော်တို့ဒီSRA မှာဒီပါဝင်ကြတဲ့အနေထားကတော့နေရာတော်တော်ဆုံးပါတယ်အဲ့ဒါအတွက်ဒီဆက်သွယ်ရေးတွေခက်ခဲလိုက်မလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တို့ကဒီတနိုင်ငံလုံးကိုတော့မှအာဏာရှင်စနစ်အောက်ကနေလွတ်မြောက်အောင်လုပ်ကြအောင်ပါပဲဒီပြည်တော်စုထဲမှာနိုင်ငံထဲမှာနေကြတဲ့သူတွေပါကျွန်တော်တို့မှာတော်လှန်ရေးဆိုတာဒီမပြည့်စုံလို့ဖြစ်ပေါ်လာတာ哦အဲ့ဒါတော့ကျွန်တော်တို့လိုချမ်းသာပါရှိမလဲဆိုတာကျွန်တော်တို့ရအောင်ဘာလို့လုပ်မလဲဆိုတော့ကျွန်တော်တို့ဖန်တီးယူကြမယ်လို့မြန်ပါတယ်ဗျဒီကျွန်တော် communication အဲ့ဒါကျွန်တော်တို့လွယ်ပါမလားဆိုရကျွန်တော်တို့အခု SRA ဖွဲ့စည်းတာတောင်မှကျွန်တော်တို့ကလူချမ်းတွေ့ပြီးမှယုံကြည်မှုတွေတည်ဆောက်ပြီးမှကျွန်တော်တို့ဖွဲ့စည်းထားကြတာပါဒီလိုင်းပေါ်မှာတတိုင်းတွေ့ဆုံပြီးတော့မှယုံကြည်မှုအဲ့ဒါလိုင်းပေါ်နေပဲတည်ဆောက်ထားတဲ့အဖွဲ့တွေမဟုတ်ဘူးဆိုတော့ဒီကျွန်တော်တို့ပြည်သူတွေကိုပြောပြလိုပါတယ်ကျွန်တော်တို့တွေကဒီမတူညီတဲ့နေရာဒေသတနိုင်ငံလုံးမှာပေါင်းနေရကဒီအဖွဲ့အစည်းတွေကိုကျွန်တော်တို့တနေရာထဲမှာကျွန်တော်တို့ကဒီစုံတွေ့ပြီးတော့မှလူချောင်းယုံကြည်မှုကျွန်တော်တို့ယူထားကြတာပါအဲ့ဆိုတော့ကျွန်တော်တို့ဆွမ်းနာပေါ်တဲ့စသွယ်ရေးနာပတ်သက်ပြီးမှဒီဘာတွေခက်ခဲတွေရှိလာမလဲဆိုတာကျွန်တော်တို့အဲ့ဒီຢာတွေတော့ဖြည့်ရှင်းနိုင်အောင်ပေါ့နော်ဆွမ်းနာပေါ်တဲ့ကျွန်တော်တို့တပိုင်းဆိုင်လက်ကျွန်တော်တို့စစ်ဒေသတွေထားတယ်ဦးစီးမှုတွေကျွန်တော်တို့ဒီစီမံခန့်ခွဲထားတယ်ပေါ့ကျွန်တော်တို့မှပြည်စုံနေပြီလို့တော့မပြောလို့ပါဘူးဗျဒီတချို့တော့လိုအပ်တဲ့အပိုင်းတွေလည်းပဲစလုံးမှာပေါ့ပြီးတော့ကျွန်တော်တို့နောက်မိခွန်းတစ်ခုပေါ့နော်ဒါနပတ်တာပြီးမှာပေါ့နော်ဒီကိုရုံးမှန်လည်းပြောတော့ပါပြီအန်နူဂျီနဲ့ကျွန်တော်တို့ဒီစောင့်တင်လို့ထောင်နေတဲ့ဟာတွေလည်းတချို့ရှိတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ကစောင့်တင်လဲလုံးမှာမပေါ့ဘူးကျွန်တော်တို့ကဒီရန်သူကိုအောင်နိုင်ရေးအတွက်
စကားမကိုကျွန်တော်တို့ချေမုန်းနိုင်ရေးအတွက်ကိုစစ်တိုက်ဖို့ရည်ရွယ်ပြီးမှဖွဲ့စည်းတဲ့အဖွဲ့အစည်းပါ SRA အဲဒါတော့နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ကတော့ဒီရှင်းရှင်းလင်းလင်းနဲ့ပဲဒါတခါလေးပြောထားချင်ပါတယ်ကျွန်တော်တို့ကစစ်တိုက်ဖို့အတွက်ဖွဲ့စည်းထားတာပါနောက်ထပ်ကျွန်တော်တို့ပူပေါင်းဆောင်ရမှာကျွန်တော်တို့မဟာမိတ်EAOတွေနဲ့လည်းကျွန်တော်ပူပေါင်းဆောင်ရမှာပဲ SRA အနေနဲ့နောက်ထပ်ဒီကျွန်တော်တို့ NUG နဲ့လည်းအများကြီးပူပေါင်းဆောင်ရမှုတွေလုပ်ရမှာပဲတော်လန်ရေးရဲ့ဒီလမ်းကြောင်းမှန်ကိုရောက်ဖို့တဖြည်းဖြည်းနဲ့ကွယ်သွားလို့မရတာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ပဲတဆန်ချားနာပဲကျွန်တော်တို့စုစည်းကြမှာလို့ကျွန်တော်တို့မြင်ပါတယ်ဒါကြောင့်မလို့ဒီတတ်နိုင်ဆုံးကျွန်တော်တို့အယောင်ဆုံးတွေကိုကျွန်တော်တို့ကတညီတညွတ်တဲ့စုစည်းနိုင်ဖို့ကျွန်တော်တို့ဒီအားအဖြစ်အသုံးပြုနိုင်ဖို့ကျွန်တော်တို့စုစည်းချမ်းလို့မြန်တယ်အဲ့ဒါကျွန်တော်တို့အခုလုပ်နေတာဆိုလို့ရှိရင်ဒါအများကြီးတော့မလုပ်နိုင်ပါသေးဘူးဒါကျွန်တော်တို့ဟာလာအားလုံးစာရေးမှာစုစည်းနိုင်ပြီဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒါအာနာရှန်ကိုကြာဆုံးဖို့အတွက်ကိုကျွန်တော်တို့အားလုံးကစုစည်းမှရမယ်အားလုံးကညီညွတ်မှရမယ်ဆိုတော့ကျွန်တော်တို့ဒီခံယူချက်ရက်ဒီချက်တွေနဲ့ပဲဒီကိုယ့်ရဲ့ခံစားချက်အကွယ်စည်းရဲ့ဖြစ်ဒီချက်တွေကိုဒါတချို့ဘိန်းတွေမှာဖြေလျှော့တချို့ဘိန်းတွေမှာကျွန်တော်တို့ဒီအားတောင်ပြီးမှလောက်ကြမှာပါဗျဒါကြောင့်မလို့ဒီဒေါ်လာရဲ့အရွေးတွေကဒါအကောင်းမှန်တဲ့အရွေးတစ်ခုဖြစ်တယ်ပြည်သူတွေလည်းကျွန်တော်တို့ရန်တော့ခဏခဏပြောတာပါပဲမိခွန်းတွေအများကြီးထုတ်တာပါပဲပေါင်းပြီးမလုပ်နိုင်ကြဘူးလားပေါင်းပြီးလုပ်ရင်ဘယ်တော့ထိအားရှိမယ်ဆိုတာဒါပြည်သူတွေကဒီလမ်းညွှန်ပြခဲ့တာအဲ့ဒါကျွန်တော်တို့ဒါကြောင့်မလို့လဲပေါင်းလုံးနေအောင်ကျွန်တော်တို့ကစူးစမ်းနေတာပါပဲအဲ့လိုပဲဒီNUG အောက်မှာရှိတဲ့တရားတပ်ဖွဲ့တွေနဲ့လည်းပဲကျွန်တော်တို့အပြုသဘောဆောင်ပြီးမှလည်းစပြီးမှအလုပ်လုပ်သွားမှာပါကျွန်တော်တို့ခံစားချက်တွေအတွက်ဒီတစ်ခွက်ချမ်းရဲ့ဒီဘယ်လိုပြောမလဲဖြစ်တည်ချမ်းတဲ့အရာတွေအတွက်ဆိုတာထကျွန်တော်တို့ဒီဒက်တိတ်မီကဘာဖြစ်တာလဲတော်လိုင်းမှာဘယ်လိုလုံးမရမှာလဲဆိုတော့ဒီအချင်းတွေကိုကြည့်စီချမ်းပါတယ်ကျွန်တော်တို့လည်းပဲဒီတန်းနိုင်ဆုံးကျွန်တော်တို့ဖြစ်ကြတဲ့အရာတွေထကျွန်တော်တို့ဖြစ်သားတဲ့ကျွန်တော်တို့ဒီပြည်သူတွေအတွက်အားလုံးအတွက်အကျိုးရှိမဲ့အရာတွေကိုကျွန်တော်တို့ကဒီဆောင်ကျဉ်သွားမယ်လို့ပြောလို့ပါတယ်ဗျဟုတ်ကျေးဇူးပါ ကျေးဇူးပါကိုမြတ်သူရေဟုတ်ကဲ့ဆရာမ back to you